Drama series ကတချင်းအဟောင်းလေးတစ်ပုဒ်ကိုအတန်သွင်းပေးချင်ပါတယ်တချင်းခေါင်းစဉ်ကအကျွန်တော်လူအပ်ဆုံးကကိုရောသာလို့ချင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တက်တာရေးကြီးဆုံးကသခင်ယေရှုခရစ်တော်ဘုရားသားလေးဖြစ်ပါတယ်တချင်းကနော်လေးလေးဝါးနေဒီဆိုပေးထားတာဖြစ်ပါတယ်ကိုရမရပါကျွန်တော်အကိုရချမ်းရှိပါကိုရောဒါလင်းကျွန်တော်ဤကိုလိုရကျွန်တော်ဤကိုစားရကျွန်တော်ဤမျိုးလေးရကျွန်တော်ဤလိုအဆိုးဟာကိုရောနာကိုရမရပါကျွန်တော်အကိုရချမ်းရှိကိုရောဒါလင်းကျွန်တော်ဤကိုလိုရကျွန်တော်ဤလိုမြောင်ရကျွန်တော်ဤခံစားရကျွန်တော်ဤလိုအဆုံးအကိုရောဒါကျွန်တော်ပဲတလိုက်ခရီးမှာရှိမဖြစ်ရဲ့ကြည့်သူဟာကိုရောတပါးရီသာကျွန်တော်ဤလုံးစုံချုပ်ချပါကျွန်တော်ဤအောင်မြင်ခြင်းကျွန်တော်ဤကြွေဝခြင်းကျွန်တော်ဤလုံးကြုံခြင်းကျွန်တော်ဤချမ်းသာခြင်းကျွန်တော်ဤဝမ်းမြောက်ခြင်းဟာတရှင်တော်ဘုရားဘိုးတော်တပါးသာကျွန်တော်ဤအောင်မြင်ခြင်းကျွန်တော်ဤကြွေဝခြင်းကျွန်တော်ဤလုံးကြုံခြင်းကျွန်တော်ဤချမ်းသာခြင်းကျွန်တော်ဤစံကောအားအသက်ရှင်တော်ဘုရားဘိုးတော်တပါးသာရှင်ရောက်ပါ၏ကိုရောရှင်မပါ၏ကိုရောကိုယ်ဝေပါ၏ချာရပြာရှင်ရောက်ပါ၏ကိုရောရှင်မပါ၏ကိုရောကိုယ်ဝေပါ၏ချာရပြာချမ်းမရှိပါကိုရောသာလေးကျွန်တော်ဤခိုလုံးရကျွန်တော်ဤကိုစားရကျွန်တော်ဤမျောလေးရကျွန်တော်ဤအလိုအဆုံးဟာကိုရောသာကိုရောမှတပါကျွန်တော်အားကိုရချမ်းမရှိပါလုံးရကျွန်တော်ဤလူမြောက်ရကျွန်တော်ဤခံစားရကျွန်တော်ဤအလိုအဆုံးဟာကိုတော်သာကျွန်တော်တက်ကြလိုက်ပြီးမှမရှိမဖြစ်ရေးကြည့်သူဟာကိုတော်တပါးရီတာကျွန်တော်ဤအလုံးစုံချုပ်ချပါကျွန်တော်ဤအောင်မြင်ခြင်းကျွန်တော်ဤကျွေးဝခြင်းကျွန်တော်ဤလုံးချုံခြင်းကျွန်တော်ဤချမ်းသာခြင်းကျွန်တော်ဤဝမ်းမြောက်ခြင်းဟာအသက်ရှင်တော်
မရှိပါကိုရောသားလေးကျွန်ုပ်ဤခိုလုံးရာကျွန်ုပ်ဤကိုစားရာကျွန်ုပ်ဤမျော်လေးရာကျွန်ုပ်ဤအလိုအဆုံးဟာကိုရောသားကိုရောမှတပါကျွန်ုပ်အားကိုရာချမရှိပါကိုရောသားလေးကျွန်ုပ်ဤခိုလုံးရာကျွန်ုပ်ဤလွတ်မြောက်ရာကျွန်ုပ်ဤခံစားရာကျွန်ုပ်ဤအလိုအဆုံးဟာကိုရောသားကျွန်ုပ်သက်တာလမ်းခီးမှာမရှိမဖြစ်အရေးကြီးသူဟာကိုရောတပါးရီတာ